လည်းတပိုးကတ်တယ်တရေ6တယ်လုံးကြောင်တောင်လုံးနေရတော့မဟုတ်တော့ကောင်းမှအချမ်းတစ်ခုရှိလောက်မယ်ဒီကောင်မင်းကဘလို့ထင်လို့လို့ထင်ရမှာလေတဲ့ရီကဒီကောင်တတလို့မိသားစုတွေကိုဒီအိမ်မှာမနေနေချင်းတက်ဇလန်းနေဖြစ်နေတာအဲ့ဒါမဖြစ်နိုင်ပါဘူးဒီကောင်အဲ့လောက်မလင်းဘူးပြီးတော့ဒီကောင်မှအဲ့လိုစိတ်ဓာတ်မရှိဘူးပိုင်ဆိုင်မှုအားလုံးကသူ့နေနေရှင်ဒီကိစ္စမှာပေါ့တော့ကြာနေကျမတို့လက်ပလာနဲ့ညီကုန်းထုတ်ပါမယ်ဘာခတ်တာမတော့မမီးရဲ့ရေရတော့သမီးနဲ့ပေးစားလိုက်ပေးညာပဲဥစ္စာဘယ်မှာဟိုကောင်နေကိုယူမှာမဟုတ်လို့လားအတင်းချက်ပေးစားလိုက်ပေါ့သူကနင်းမှာလားလို့အတင်းချက်စီရအောင်ကိုကိုလည်းဆန်းစီအောင်နေရတော့လေဟိုမြေဟိုမြေဒီမြေပေါ့ပါဘူးနော်ကိုပဲရောက်တော့အားကျလို့တစ်ဖက်ကန်းနောင်းတော့လေအဓိကလေဟိုလေးတို့တွေ့အမွေအယောင်မဟုတ်ဘူးလားလို့ဒီလေဦးတဲ့တရီရပါလားဒီရတာအေးအဖိုင်ရတယ်မသိဘူးမိမိရဲ့အေးအဖိုင်လက်တာနဲ့လေဒီစီဟိုပြေးလေးလာခဲ့မယ်နော်မိလေးနော်ဟေးဟေးဘာလို့ဒီအဲ့တော့နော်အာဝါဝါရှိရှာပါရှာကြပါရှာပါ你查查吧你查查你查我查အဲ့တော့မင်းတို့ဒီရက်ပိုင်းမသိငါဖြစ်မဟုတ်တော့အဲ့ဒီဆိုတော့ကျွန်တော်ဘယ်လိုရောက်နေလဲဦးလေးကျွန်တော်မဟုတ်နေကျွန်တော်မဟုတ်တော့ဘူးမင်းကလည်းလက်ဦးလက်ချမိတ်နေတာကိုမင်းငင်းနေနေပြီလေသခိုးတကားသခိုးရမှာအိမ်လွဲသခိုးကအမှုကုန်မယ်ကွာအရင်တစ်ခါငါအိမ်မှာတောက်တဲ့ပစ္စည်းတွေလည်းမင်းပဲခိုးတာပဲဖြစ်ပါဒီမှာပဲတားလေးဆိုပြီးတော့ပြင်းပြင်းပဲပြုတ်စုပြောတာပဲကြရတာသူ့ကိုဟမ်အခုတော့အဲ့ဒီလေးတော့ပြင်းပြင်းတက်လို့လုပ်နေပါလေအချာပါလေမားနေတာဒီတော့ရဲလာတော့ခါရဲလာတော့ဘလို့တော့တဲ့ရုံးပြောင်းဘလို့တော့ဘောဘလို့ပါလေရေရောရဲလာလို့ရှိရင်ရဲတော့ခရောက်သွားမှာပေါ့ရေရောစစ်လက်တာခလိုက်ဒီတော့အဲ့ဒီနေတာပဲနေလည်းရဲအားပါတယ်ဟိုဘာလို့နေကြလဲကြောက်လေကျွန်တော်တကယ်မဟုတ်ဘူးကျွန်တော်သဘောမဟုတ်ဘူးကျွန်တော်တကယ်မဟုတ်ဘူးအဲ့ဒါကျွန်တော်လုံးဝရဲတော့ဟုတ်တယ်ဟောကြတယ်သိကြခင်ဗျားတို့ဘာတွေကြိုတင်ကြံစီထားဆိုကျုပ်သိရဝိုင်းခင်ဗျားခုနတော့မှာကျုပ်ခန်းလေးကိုလာကျုပ်ရဲ့ခေါင်းအောက်မှာဆွဲကြိုးလာထားတော့တာကျုပ်မျက်စိနဲ့တက်နေတယ်လဲပါတော့ဒီမှာပြောတာငါတဲ့ခန်းလေးကိုမဝင်ဘူးဘာပစ္စည်းမှလည်းဒါမထောင်ငါ့ကိုမဟုတ်တဲ့တရားသာမပြောနဲ့ဟုတ်တယ်တရားမပြောနဲ့ဟဲ့လားဟုတ်တယ်ဟမ်ခင်ဗျာခုနတော့ကဟမ်ဒီလက်နဲ့ခင်ဗျာထားတာတုံးနေတယ်လေဘင်္ဂါလေးတော့ဟေးငါတော့မထီးနေပဲဦးလေးရင်ဖြစ်ပြီးတော့ခင်ဗျာဦးလေးရင်ဖြစ်ပြီးတော့ခင်ဗျာတတယူကိုပဲသိတယ်ကိုတူအကျိုးတော်မှာခင်ဗျာပြန်ပြီးတော့ကြောက်ကြနေဟဲ့လားငါဘယ်မှာကြောက်ကြလို့လဲငါဘယ်မှာတနာယူနေလို့လဲကွာခင်ဗျာခုနကကျုပ်ခန်းထဲကိုဝင်လာပြီးတော့ခင်ဗျာရဲ့မချင်နေတဲ့ဖုန်းပြောနေတာဟဲ့ကိုရီရလားဟမ်ရှိနေတယ်ကျေနီးကွာအာကျော်ဦးလေးရင်ဖြစ်စားလို့တော့သူမလွယ်ဘူးစက်တခါလေးဟဲ့တော့ဖြစ်ရလေဟမ်ဒီဘယ်လိုငါတို့ဒီလိုဆက်ဆက်ဒီယူဝိုင်းတာအတိအကျမရှိတော့ဘူးကျုပ်ယူတာခင်ဗျားတို့ယူတာခင်ဗျားတို့ကရိုးရိုးတည်းယူတာမဟုတ်ဘူးကျုပ်ရဲ့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေကိုသိမ့်ပိုက်ချင်နေတယ်ခင်ဗျားတို့ကဥစ္စာယူနေဟေးခင်ဗျားတို့ဖြစ်တဲ့ကိုကကောင်းမှုဆက်ဆံမှာမဟုတ်တော့ဘူးဆက်ဆက်တယ်ဘာလို့ဖြစ်လို့လဲကြာ
ဥစ္စာယူနေရနေနာယူသွားရအများကြီးတော့သွားကြနော်တော့ကိုကျုပ်ကိုကောင်းမှုမဆက်ဆံလို့တော့တိန်လုံးကိုမီးတော့တဲ့သူမြင်တယ်မရပါလားသွားရကျိုးဦးလေးရောဘာဖြစ်သွားလဲ ဘာမှမဖြစ်ပါဘူး။မဲကိုလည်းဝင်ပြီးသူတို့ပြင်ချာနည်းနည်းလေးပဲပြေးလိုက်တာ။စိတ်ချ။နောက်ဆိုရင်ငရဲဆိုတဲ့ပြီးသူတို့ရေရဲတော့ဖြစ်တယ်အချွေးပဲတာမဆိုတက်တယ်လေ ဒီရင်ကခင်ဗျားရဲ့ဟုတ်ရဲ့လား有爸爸有老板，好嘛哎呀法官弄哪回事所以没有对你的越绝了。爸爸。ခင်ဗျားကမကူညီနိုင်ဘူးလို့ကြိုပြောပြီးနေခင်ဗျားစတော့ညီတော်တော့အဲ့လူဝဲကြီးမပါဘူးဟမ်ကျုပ်ကတော့လေရိုမန်စီမှာဖြစ်မလားဆိုခင်ဗျားကကူညီပေးလိုက်တာအခုကလူမိုက်တွေပါလာပြီအရှင်ဖြစ်နေပြီနောက်ဆိုရင်လေအဲ့လူမိုက်တွေတက်လို့ကျုပ်မသားပေါ်ပြီးတော့ကျုပ်ဘွားကဒရမာနဲ့ဇက်သိန်းတော့မှာဇက်သိန်းမကောင်းနိုင်ဘူးအဲ့တော့ကျုပ်ခင်ဗျားကကူညီနိုင်ဘူး မင်းကအဲ့လိုပြောလို့မရဘူးမင်းကကူညီပေးမလို့ဂရီပေးပြီးသားနော်အေးမင်းကမကူညီဘူးဆိုရင်မင်းကတောက်လျှောက်လိုက်ပြီးနောက်ဆက်မှာ ခင်ဗျားကိစ္စအသာတော့နော်ကျုပ်ကဘိုက်စာနေပြီနေကင်းနဲ့ဘာအစားသေးတာမဟုတ်ဘူးလား ဟိုဘာကြမင်းကကောင်းပြီဗျ